ဒီမှာလုံးနေရပဲဟောင်းအကဲသမီးရောက်ပြီအေးဗမာလဲငါ့ရဲ့ကင်မရာ ဒီမှာအကဲကင်မရာဒါနဲ့အငယ်သမီးတို့ကိုဘာပြောခေါ်ရလဲနင်တို့နှစ်ယောက်ငါ့ကိုမှုရတွေများနေလို့ဒီနေ့တော့ဒဏ်ပေးမလို့ခေါ်လိုက်တာသွားဆိုင်တန်ရှင်းသွားလို့ညနေဆိုင်ပိတ်တဲ့အချိန်ထိနော်မပြီးမချင်းအိမ်ပြန်မယ်လို့တော့မထင်နဲ့ဟာလေဒီမှာကြည့်ပါဦးနင်ကလည်းတမျိုးဒီမှာအကဲခိုင်းတော့လို့ဘူးနေပါရဲ့ဆိုမှနင်ဘာလို့ပြန်ပြီးတော့อ๋อဒီပုံလေးဘယ်ကထွက်တာလဲဆိုတော့ရှားနေတယ် ဟဲ့အဲ့ဘာလေးလဲ ဒီမှာလေးဒါနာမည်ကြီး Fuji frame ကထွက်တဲ့ instant mini 9 camera လေးလေသူဆေးလည်းမစိုးမလားသူကဒီမှာရေးထားတာတော့$23လောက်ပဲရှိတယ်ငါတို့အထက်ကဘာလေးကြည့်အောင်โอเคအယောင်လေးနဲ့လှရယ်နော်ဒါမှဆက်ပြီးမှဖြစ်မှချက်ဒီလားပြီးတော့နောက်သားလေးက filter လေးလည်းပါသေးတယ်။တစ်ချီကုန်သွားရင်လည်းသူကအေးအေးစိုက်နေလေ။ဝယ်ပြီးတော့ချက်ချင်းထည့်သုံးလို့ရ။ ဒီချက်ပုံတွေရောဘယ်ထဲကနေထွက်လာလဲဒီကနေဖြစ်မှတင်တယ်ဝါမိုက်လိုက်လားငါအွန်လိုင်းမှာတွေ့နေရလေအခုရိုက်အခုထွက်ကင်မရာလေးထင်တယ်နော်။နောက်ဆက်ရကြည့်။ Okayဆက်ဖိမှုရမယ်ပြီဒီမှာဆလင်ကုံဝိုင်းနဲ့တူတယ်အေးငါကြည့်ကြည့်လိုက်အောင်ပါဟုတ်တယ်ပုံဝါငါတော့လဲလေအမေနင်ကလဲတက်လို့လားကြည့်ဒါလေးနဲ့လွယ်ဒီမှာကြည့်ဒီမှာဖလင်မှာပါတဲ့အဝါရောင်မှတ်ကလေးနဲ့ဒီဖလင်မှာပါတဲ့အဝါရောင်မှတ်လေးနှစ်ခုကိုတည့်ပြီးတော့ထည့်လိုက်ရုံပဲပြီးတော့ဒီဘေးနှစ်ဖက်ကိုပဲတိုင်းထည့်ပေးရမယ်နော်ဘာလို့လဲဆိုတော့ဖလင်လိုက်ပြီးတော့မှာဆိုဟဲ့ဟိုနှစ်ယောက်လုံးမလုံးပဲဘာရှောက်လို့နေကြတာလဲဒီမှာလုံးနေရပဲဟောင်းဒီနေ့ကအလုပ်ကိုသေးစားမလို့ပဲလစ်သွားကြပြန်ပြီជីជីเจ๊